ဒီငလင်ဖြစ်ပြီးတဲ့အချိန်မှာဒေတာတွေမှာရေရောက်ဖို့ခတ်သွားတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ရေရင်းမြစ်တွေပြည့်စည်သွားတယ်ရေတွင်းတွေပြည့်စည်သွားတယ်ပြီးတော့အိမ်သားတွေလည်းပြိုပြတ်သွားတယ်ပေါ့နော်။အဲဒါကြောင့်မို့လို့ရေရောက်ဖို့ခတ်သွားတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာတွေဆက်ဆက်ပြီးဖြစ်လာလဲဆိုလို့ရှိရင်ပြည်သူလူထုကဝမ်းပြက်ဝမ်းလျှောတွေဖြစ်တယ်လို့ကြားရတယ်ကြားရတယ်နောက်ပြီးသွားလို့ရှိရင်ကလေးတွေကလည်းဝမ်းပြက်ဝမ်းလျှောတွေဖြစ်လာတယ်ဆိုတာကိုကျွန်တော်တို့သိလာရတယ်ပေါ့နော်။အဲ့အတွက်ကိုကျွန်တော်တို့ World Vision Watch ကဘာတွေလုပ်ပေးနေလဲဆိုလို့ရှိရင်ရေခေါင်းရေတန်တွေရအောင်လုပ်ပေးတယ်ပေါ့အထူးသဖြင့်ရေတန်ဖိုးတွေဝေပေးတာပြီးသွားလို့ရှိရင်ဒီ PNG ဆေးတုပ်တွေဝေပြီးတော့မှအဲ့ PNG ဆေးတုပ်တွေကိုစနစ်တကျဘယ်လိုသုံးရမလဲဆိုတာတွေကိုတည်တည်ချာချာပြောပြပေးတာမျိုးပေါ့လုပ်တယ်အဲ့လိုမျိုးပေးခြင်းအဖြစ်ဘာတွေတိုးတက်လာမလဲဆိုရင်ရေတက်တောက်ခြင်းအဖြစ်ဝမ်းပြက်ဝမ်းလျှောယောဂါကိုကာကွယ်နိုင်မယ်လက်ကိုစနစ်တကျဆေးခြင်းအဖြစ်ဝမ်းပြက်ဝမ်းလျှောယောဂါတွေကာကွယ်နိုင်မယ်ပေါ့နော်